ဒန်တလွန်ပင်ရဲ့အစိပ်ပိုင်းတော်တော်များများဟာဆေးဘက်ဝင်နေဆိုပြီးတော့လူသိများပါတယ်။အခုပြောပြချင်တာကတော့ဒန်တလွန်ဒီအချောက်ရဲ့အစိပ်နဲ့ပတ်သက်တဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေဖြစ်ပါတယ်။နာတာရှည်ခါနာတာခါးကိုက်ခဲတာအယိုးကြီးပေါင်းတက်ပြီးတော့အာယုံကြောညက်တာအစစ်မြင့်နာတာအယိုးကိုက်တာကြောက်ကက်ရောင်တာဒါမှမဟုတ်ရင်ခေါင်းယောဂကြောင့်နာကျင်ကိုက်ခဲတာမျိုးတွေခံစားနေရပြီဆိုရင်တော့ဒန်တလွန်ဒီအချောက်ရဲ့အစိပ်ပြုတ်ရည်ကိုတောက်ကြည့်ဖို့အကြံပြုချင်ပါတယ်။အချောက်လန်းထားတဲ့ဒန်တလွန်ဒီအစိပ်လက်တဆုပ်စာလောက်ကိုရေတလီတာနဲ့ကို10မိနစ်ခန့်ကိုပြုတ်ပြီးတော့အစာစားပြီးခြင်းကိုမှတစ်ချိန်အဲ့ရမဝင်ခင်တစ်ချိန်ဒီရင်ကိုဖန်ခွက်တစ်ခွက်စာတောက်တုံပေးတင်ပါတယ်။ဒီလိုမျိုးလုပ်ပေးခြင်းအပြင်ကတော့ကိုလက်ကိုက်ခဲတာခါနာတာအစစ်မြင့်နာတာနဲ့အယိုးကိုက်တာတွေကိုလည်းတိတိတလေးကိုမှတက်တာစေနိုင်ပြီးတော့တရက်နှစ်အတွင်းမှာပဲနာကျင်မှုတွေပျောက်ကင်းသွားစေနိုင်ပါတယ်။ဒါပြင်ကမှဒန်တလွန်ဒီအစေကချောင်းဆူပျောက်စေအနေနဲ့လည်းအသုံးပြုလို့ရပြီးတရက်အတွင်းမှာပဲချောင်းဆူတာကိုပျောက်ကင်းစေတယ်လို့ဆိုပါတယ်။လိုရမယ့်နီလန်ကတော့ဒန်တလွန်ဒီအစေ6ရဲ့အတွင်းသားအစေ3-4စေကိုထုတ်ယူပြီးတော့ပါဇက်သေးကိုထည့်ကတေချာဝါပြီးတော့မြှုပ်ချလိုက်ပါ။ပြီးတော့ရင်တော့ရှည်နှဲငယ်တောက်ပေးပါ။ချောင်းဆူတာကိုချက်ချင်းတက်တာပျောက်ကင်းစေတာကိုတွေ့ရမှာပါ။ဒန်တလွန်ဒီအစေတွေမှာခန္ဓာကိုယ်အတွက်ကိုအကျိုးပြုတဲ့ဗီတာမင်တွေတက်ထုတက်တွေဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ရောင်ရမ်းမှုကိုရှော့ချပေးနိုင်တဲ့ဓာတ်ပစ္စည်းတွေပါဝင်တာကြောင့်အခုလိုမျိုးကျန်းမာရေးအတွက်ကောင်းကျိုးတွေအများကြီးပေးနိုင်တာဖြစ်ပါတယ်။ရိုးရာဆေးပညာမှာအစဉ်အဆက်ကိုအသုံးပြုလာတဲ့နည်းလမ်းကောင်းတစ်ခုလည်းဖြစ်ပါတယ်။ဒါပြင်ကမှဒန်တလွန်ဒီအစေကသွေးရင်းကိုလက်စထရောကိုလည်းရှော့ချပေးရမှာအထောက်အကူပြုနိုင်ပါတယ်။သူ့မှာပါတဲ့အမြင့်ဓာတ်တွေနဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကသွေးကြောတွေကိုတန့်စင်စေပြီးတော့နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်းရှော့ချပေးနိုင်ပါတယ်။ဒါကြောင့်မို့လို့နှလုံးကျန်းမာရေးအတွက်ကိုလည်းကောင်းမွန်စေပါတယ်။အစာချေစနစ်ကိုလည်းကောင်းမွန်စေပြီးတော့ဝမ်းချုပ်တာကိုလည်းတက်တာစေပါတယ်။အစာရင်နဲ့ဦးလန်းကြောင်းဆိုင်ရာပြဿနာတွေအတွက်ကလည်းအထောက်အကူပြုနိုင်ပါတယ်။နောက်ထပ်အနေနဲ့ဒန်တလွန်ဒီအဆီတွေဟာကိုယ်ခံအားစနစ်ကိုမြင့်တင်ပေးနိုင်တဲ့ဂုဏ်သက်တွေလည်းရှိပါတယ်။သူ့မှာပါဝင်တဲ့ဗီတာမင်စီနဲ့တခြားသောအာဟာရဓာတ်တွေကခန္ဓာကိုယ်ကိုယောဂပိုးမွှားတွေရန်ကနေကာကွယ်ပေးနိုင်တဲ့စွမ်းအားကိုမြင့်တင်ပေးပါတယ်။သွေးတွင်းတကြားဓာတ်ကိုလည်းထိန်းညှိပေးနိုင်တယ်လို့သုတေသနတချို့ကဖော်ပြထားကြတာကြောင့်စီးကျိုယောဂရှိတဲ့သူတွေဒါမှမဟုတ်ရင်စီးကျိုဖြစ်နိုင်ခြေရှိတဲ့သူတွေအတွက်ကလည်းအကျိုးပြုနိုင်ပါတယ်။ဒါပေမဲ့လည်းစီးကျိုသမားတွေအနေနဲ့ကတော့ဆေးနဲ့တွဲဖက်သုံးစွဲမယ်ဆိုရင်ဆရာဝန်နဲ့အရင်ဆုံးတိုင်ပင်သင့်ပါတယ်။ဒါပြင်ကမှဒန်တလွန်ဒီအစေကမျက်စိအမြင်အာရုံကိုကောင်းမွန်စေဖို့လည်းအထောက်အကူပြုနိုင်ပါတယ်။သူ့မှာဗီတာမင် A နဲ့တခြားသောဓာတ်တွေပါဝင်တာကြောင့်မျက်စိကျန်းမာရေးကိုလည်းအထောက်အကူပြုပြီးတော့အမြင်အာရုံကိုလည်းကြည်လင်စေနိုင်ပါတယ်။ညာဘက်အမြင်အာရုံမကောင်းတာဒါမှမဟုတ်ရင်မျက်လုံးချောက်တွေ့တာမျိုးတွေအတွက်ကလည်းဒန်တလွန်ဒီအစေကိုဒီတိုင်းစားပေးရုံနဲ့ကိုတက်တာနိုင်ပါတယ်။ဒါတွေမကသေးပါဘူး။ဒန်တလွန်ဒီအစေမှာလည်းအန်တီဘိုင်အိုတစ်ဂုဏ်သက်တွေလည်းရှိနေတာကိုတွေ့ရှိရပါတယ်။သူ့မှာပါဝင်တဲ့တဘာဝဓာတ်ပေါင်းတချို့ဟာလည်းဘက်တီးရီးယားနဲ့မှုတ်ပိုးတွေကိုတိုက်ဖျက်နိုင်တဲ့အာနိသင်ရှိတာကြောင့်ခန္ဓာကိုယ်တွင်ပိုးဝင်ခြင်းကိုလည်းကာကွယ်နိုင်ပါတယ်။အထူးသဖြင့်ကတော့တချို့သောအစာချေလမ်းကြောင်းဆိုင်ရာပိုးဝင်မှုတွေနဲ့အရေးပြားပေါ်ကပိုးဝင်မှုတွေအတွက်ရိုးရာဆေးနည်းတချို့မှာအသုံးပြုကြပါတယ်။ဒါကြောင့်မို့လို့ဒန်တလွန်ဒီအစေဟာလည်းရောင်ရဲမှုကိုရှော့ချပေးနိုင်တဲ့ပြင်ကမှပိုးမွှားတွေကိုပါတိုက်ဖျက်နိုင်စွမ်းရှိတဲ့တဘာဝဆေးစွမ်းကောင်းတစ်ခုလည်းဖြစ်ပါတယ်။ဒီလိုမျိုးအကျိုးကျေးဇူးများစွာရှိတဲ့ဒန်တလွန်ဒီအချောက်ရဲ့ဆေးကိုနာကျင်ကိုက်ခဲမှုနဲ့ချောင်းဆိုးတာတွေအတွက်ကိုမှတဘာဝနီလန်ကောင်းလေးတစ်ခုအနေနဲ့ကိုမှအသုံးပြုကြည့်ကြဖို့ကိုကျွန်တော်ကတော့ဒီနေရာကနေကိုတိုက်တွန်းချင်ပါတယ်။